အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေကတော့ဒီဘောလက်အိတ်လေးရဲ့ tutorial ကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်ဒီဘောလက်လေးကကြတော့ရှေ့ဗီဒီယိုမှာသင်ပေးဖို့ရဆိုပေမဲ့အခုကတည်တည်ချာချာကိုလှုပ်တဲ့အောင်တော့တစ်ခါသင်ပေးတာပဲဖြစ်ပါရဲ့နော်လိုအပ်တဲ့ပစ္စည်းတွေအတိုင်းအတာတွေကိုမောင်ကပြထားပြီးပြီဆိုတော့ကဲစလိုက်ကြရအောင်နော်ဒီညှက်ထားပြီးသားအခြေအနေလေးနဲ့စမယ်ပေါ့နော်တကယ်လို့ဒီအခြေအနေလေးကဘယ်လိုရောက်သွားလဲဆိုတာကိုမသိဘူးဆိုရင်ရှေ့ဗီဒီယိုမှာဒီလိုမျိုး wallet tutorial ကိုပဲမောင်းတင်ထားရှိရပေါ့နော်အဲဒီကနေပြန်ပြီးတော့တွက်ကြည့်လို့လည်းရပါတယ်ရှင့်ဒီလိုမျိုးမောင်ပြထားတဲ့အတိုင်းဒီလိုအခြေအနေလေးရောက်ပြီဆိုရင်တော့အခုပြောပြတဲ့ဤအတိုင်းကိုတေချာတိကျလေးလိုက်လုပ်မယ်ဆိုရင်တကယ်ကိုလှပတဲ့ wallet လေးတစ်ခုရသွားမယ်ပေါ့နော်ကဲအခုစစ်တက်မယ်ပေါ့နော်စစ်တက်တဲ့အခါဆိုရင်ဆေးရဲ့အလှဘက်ကိုFebruary အလှဘက်နဲ့ထည့်ရမယ်ပေါ့နော်အလှချင်းထည့်တဲ့သဘောဖြစ်ပါရဲ့ရှင့်စင်းနဲ့အပြင်ဘက် February အလှဘက်ကိုမောင်တို့ကချုပ်ပြသွားပြီဆိုလို့ရှိရင်အထက် February နဲ့ချုပ်မယ်ပေါ့နော်နောက်တစ်မျိုးကကြတော့ဆေးရဲ့ဒီအထက်မှာခံတဲ့ February ရဲ့ကိုကတကယ်လို့ထိန်းနိုင်နေဆိုလို့ရှိရင်တခါတည်းထိန်းပြီးတော့ချုပ်သွားလို့လည်းရတယ်ပေါ့နော်အဲ့ဒါကကြတော့ပို့ပြီးတော့လည်းမြင်တယ်ဒါပေမဲ့ပိတ်စတွေအပို့အလိုမဖြစ်အောင်တော့တေချာလေးခရူးဆိုင်ရမယ်ပေါ့နော်ချုပ်လို့ပြီးသွားပြီဆိုရင်တော့မောင်တို့ကဒီအဖျားကိုပြန်ပြီးတော့ဖိရမယ်ပေါ့နော်ဖိလိုက်မှပဲစစ်တွေပိတ်တဲ့အခါဖွေးတဲ့အခါဆိုရင်အထဲပိတ်စားကထွက်မနေအောင်ဖြစ်ပါရဲ့ရှင့်အခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲအထဲ February ရောအပြင် February ရောကိုတေချာလေးထိန်းပြီးတော့ဒီစစ်ဘေးနာအစွန်းကိုစနစ်တကြောင်ဖိပေးလိုက်ပါမယ်နော်ပြီးရင်တော့နောက်တစ်ဖက်ကိုလည်းဒီပထမတစ်ခုကလောက်ခဲ့တဲ့ပုံစံအတိုင်းကိုပြန်ပြီးတော့လုပ်မယ်ပေါ့နော်နှစ်ဖက်လုံးပြီးသွားပြီဆိုရင်တော့မောင်တို့ကကီးချင်းတွေဘာတက်ဖို့အတွက်ကိုဒီလိုမျိုး favorite အစွန်းလေးထည့်မယ်ပေါ့နော်မထည့်တဲ့လူကလည်းမထည့်လို့ရတယ်ဒါပေမဲ့ customer တွေကဒီလိုမျိုးထည့်ပေးတာကိုပိုကြိုက်ကြတယ်ပေါ့နော်အဲကြောင့်မောင်ကတော့ထည့်ပါရဲ့ရှင့်ဒါလေးပြီးသွားရင်တော့တစိမ့်တက်မယ်ပေါ့နော်တစိမ့်တက်မယ်ဆိုတာကတစိမ့်ရှိတဲ့လူတွေကကြာတော့တစိမ့်တက်မှာဖြစ်ပြီးတော့တကယ်လို့ကိုကအခုမှတင်ယူနေစေအချိန်ဆိုရင်မောင်တို့ကဘေးပိတ်ပြီးသွားရင်တော့ဒီ wallet လေးကပြီးသွားပါပြီပေါ့နော်ပြီးရင်တော့အခုပြထားတဲ့ပုံစံအတိုင်းပဲဖော်ဆက်ရှိတဲ့ဘက်ကိုတစ်ဖက်ထားမယ်ပြီးတော့အထဲခန့်တဲ့ fabric ကိုတစ်ဖက်ထားပြီးတော့ချုပ်ပိတ်မယ်ပေါ့နော်ချုပ်ပိတ်တဲ့ခါကျရင်လည်းမောင်တို့ကအလှဘက်ကိုပြန်လှန်လို့ရအောင်မို့လို့အလယ်မှာအပေါက်လေးနည်းနည်းခြံထားမယ်ပေါ့နော်အပေါက်လေးခြံပြီးမှစနစ်ပပက်လေးကိုတစ်ကြောင်ဖိမယ်ပြီးတော့အဲ့ဒီအပေါက်ကနေမောင်တို့ကအလှဘက်ကိုလှန်မယ်ပေါ့နော်ချုပ်လာရင်လည်းဒီလိုမျိုးစစ်နာမှာရောက်တဲ့ခါဆိုလို့ရှိရင်ဆက်ကိုဒီမျိုးရုပ်တရက်ကြီးမနှင်းပဲနဲ့တစ်ချက်ချင်းစီနင်းပေးပါနော်ဒါပေမဲ့ဒီနေရာမှာကကြတော့စစ်ပေါ်မူတည်တယ်ပေါ့နော်ဒီလိုမျိုး fiber စစ်ဆိုရင်မတို့ကဖြည်းဖြည်းချင်းနင်းပေးရမယ်ရိုးစစ်ဆိုရင်တစ်ခါတည်းနင်းလို့ရပါမယ် fiber စစ်တွေကကြတော့တစ်ခါတည်းနင်းလို့ရှိရင်အက်တွေကကောက်တာတွေကျိုးတာတွေဖြစ်တတ်တာမို့လို့တေချာဂယူးဆိုင်ပြီးတော့နင်းပေးရမယ်နော်အကောင်လုံးချုပ်ပြီးသွားပြီဆိုရင်မောင်တို့ကခြံထားတဲ့အပေါက်ကနေအလှဘက်ကိုလှည့်မယ်ပေါ့နော်အလှဘက်ကိုလှည့်ပြီးသွားလို့ရှိရင်အဲ့ဒီခြံထားတဲ့အပေါက်ကိုဆက်နဲ့တစ်ကြောင်ထပ်ဖိလိုက်မယ်အဲ့ဒါဆိုရင်ဒီအိတ်လေးကပြီးပါပြီရှင့်အခုနောက်ပိုင်းမှာပိုပြီးခေတ်စားလာတဲ့ဒီလိုမျိုး favorite tote bag တွေ wallet တွေပြီးတော့ makeup box တွေကိုတင်နှင်းကြီးတပြားတစ်ချက်မှစိုက်ထုတ်စရာမလိုပဲနဲ့မောင်ကပညာဒါနတင်ပေးမှာမို့လို့မောင်ရဲ့ channel ကိုလည်း follow လုပ်ထားဖို့မမေ့ကြနဲ့နော်